များအားလုံးမင်္ဂလာပါနော်မင်းနဲ့ကိုချစ်ပြီးသားမို့တို့ရဲ့ရင်မကွယ်နောက်ဆယ်ကဘာဆက်ဆက်ကြည့်တိုင်းကိုလေးမမုန်းနဲ့ဒါပေမဲ့မင်းရဲ့ရင်မကွယ်ကျင်နာရီမေးလို့သွားတယ်တွေ့တာရီမေးလို့သွားတယ်မျက်နှာကြီးစွန့်လို့ခဲ့ပြီးကွယ်မေးလိုက်ချင်တယ်ဒီရှိလို့မုန်းနာလားတစ်တွေလို့မုန်းလိုက်တာလားကွယ်ကိုချစ်ပြီးသားမို့တို့ရဲ့ရင်မကွယ်နောက်ဆယ်ကဘာဆက်ဆက်ကြည့်တိုင်းမောင်လေးမမုန်းနဲ့ဒါပေမဲ့မင်းရဲ့ရင်မကွယ်ကျင်နာရီပေးလို့သွားတယ်တွေ့တာရီမေးလို့သွားတယ်မျက်နှာမူတွေဆွန့်လို့ခဲ့ပြီးကွယ်မေးလိုက်ချင်တယ်ပြရှိလို့မုန်းနာလားတစ်တွေလို့မုန်းလိုက်တာလားကွယ်ကျင်နာသွားချစ်ခဲ့တော့ငါရဲ့ဟောဒီကဘာပေါ်ဝင်တို့နှစ်ယောက်တည်းချစ်တဲ့သူရှိဘူးချစ်ရဲ့ခုတော့ဖြစ်ကျင်နာသူရဲ့မင်းသစိမ့်ဆန်လွန်လာတဲ့ဩစိတ်ရဲ့သူကြီးရဲ့သင်ပဲသူလဲလို့မေးလိုက်တဲ့မင်းတကားတွေမှာကွယ်ဖြေရှာပြရင်တေတာကပင်ကောင်းလိမ့်မဲ့ချင်းစိတ်မဟုတ်ပါဘူးမစိမ့်သေးပါဘူးချစ်ရဲ့မေးလိုက်ချင်တယ်ပြရှိလို့မုန်းနာလားတစ်တွေလို့မုန်းလိုက်တာလားကွယ်မင်းကကိုတစ်ချိန်လုံးကတော့တိတ်ချစ်ခဲ့ကြပါတယ်ဆိုပြီးတော့ဆယ်ကဘာ10နှစ်ချစ်ခဲ့ကြတယ်လေဒါပေမဲ့အခုတော့မင်းကဘာဖြစ်လို့ကိုယ့်ရဲ့တန်ရောစင်ကိုယ့်ရဲ့အထောင်ကိုယ့်ရဲ့ချစ်တွေကိုဘာလို့မေ့သွားလဲအော်မေးလိုက်ချင်ပါတယ်ချစ်သူရဲ့မင်းအစ်စ်တွေ့လို့မုန်းသွားတာလားဒါမှမဟုတ်အပြစ်ရှိလို့ကိုယ့်ကိုမုန်းသွားတာလားလို့ငါထင်ပါတယ်မင်းအစ်စ်တွေ့လို့မုန်းသွားတာတော့ကိုချစ်ပြီးသားမို့တို့ရဲ့ရင်မကွယ်နောက်ဆယ်ကဘာဆက်ဆက်ကြည့်တိုင်းမောင်လေးမမုန်းနဲ့ပေမဲ့မင်းရဲ့ရင်မကွယ်ကျင်နာရီမေးလို့သွားတယ်တွေ့တာရီမေးလို့သွားတယ်မျက်နှာမူတွေဆွန့်လို့ခဲ့ပြီးကွယ်မေးလိုက်ချင်တယ်ဒီရှိလို့မုန်းနာလားတစ်တွေလို့မုန်းလိုက်တာလားကွယ်ကျင်နာသွားချစ်ခဲ့တော့ငါရဲ့ဟောဒီကဘာပေါ်ဝင်တို့နှစ်ယောက်တည်းချစ်တဲ့သူမရှိဘူးချစ်ရဲ့ခုတော့ဖြစ်ချင်သူရဲ့မင်းသစိမ့်ဆန်လွန်လာတဲ့ဩစိတ်ရဲ့သူကြီးရဲ့တင်ပဲသူလဲလို့မေးလိုက်တဲ့မင်းတကားတွေမှာကွယ်ဖြေရှာပြရင်တေတာကပင်ကောင်းလိမ့်မဲ့ချင်းစိတ်မဟုတ်ပါဘူးစိတ်သေးပါဘူးချစ်ရဲ့မေးလိုက်ချင်တယ်ပြရှိလို့မုန်းတာလားတစ်တွေလို့မုန်းလိုက်တာလားကွယ်ပြရှိလို့မုန်းတာလားတစ်တွေလို့မုန်းလိုက်တာလားကွယ်ပြရှိလို့မုန်းတာလားတစ်တွေလို့မုန်းလိုက်တာလားကွယ်ကျေးဇူးအများကြီးတင်ပါတယ်တကယ်ကြီးများအားလုံးနားဆင်ပေးကြတဲ့တကယ်ကြီးတွေအားလုံးလည်းခုစိတ်ကချမ်းသာကြပါစေကျေးဇူးအများကြီးတင်ပါတယ်